နေပါစေချစ်ဆုံးရဲ့တီးတမ်းမဟုတ်တဲ့မင်းချစ်တွေယူနိုင်မေမင်းမိတ်တိုင်းကြီးကြီးဖြူဖြူလမ်းခွဲလိုက်တယ်လေမနေ့တခုမှနေအောင်ကြည့်လေးများကဘာမြေပေါ်ကြာရောက်စေငါဟာလေလွမ်းတစ်ခုနဲ့ပုံစံနဲ့သူ့ရောက်လာပြီဒီချိန်မှာအဆောင်တွေကဘော်ရာများပြသွားဘူးလမ်းခေါ်စဉ်နေပါစေတာကြီးရေတန်ရာတွေစိတ်ထဲတော့ဒီနာတွေချင်းပြောက်မှစရဲ့အလင်းပေါက်ရောက်ရှင်သည်လွယ်ကူတော့ဘယ်ရမလဲနာကျင်နေတဲ့ဒီအသေးအရပြင်းများလောင်းတဲ့ကဒီတန်ရာကူစားတော့ကောင်းတဲ့ရီဝေဝေလေတွေမဟုတ်ဘူးမေအကောင်းဆုံးမင်းတွေပေးဆက်သူနေပါစေချစ်ဆုံးရဲ့ဒီတမ်းမဟုတ်တဲ့မင်းစစ်တွေမယူနိုင်ပေမင်းမိတ်တိုင်းကြီးကြီးဖြူဖြူလမ်းခွဲလိုက်တယ်လေကလေးများလဲအိတ်တန်းဝင်ဒီလိုနဲ့ညနေတီဒီချိန်မှာဆိုင်တဲ့ကဘဲကြီးတယောက်ကလမ်းပြောတယ်ညီငယ်ရေးဆိုင်တဲ့မလို့နောက်နေကြမှာပြန်ဆုံးမြည်အိမ်ပြန်လမ်းတစ်ချောင်းမှာရိုင်းတိုင်းနဲ့လမ်းချောင်းရင်အဆောင်ကန်းစီငါရောက်ဒီချိန်မှာပေါ်ရာတွေလက်ကမ်းပေးတဲ့တမ်းမယာရေးနေပါစေတာကြီးရဲ့အမှုပြေသွားမှတန်ရလဲလွှဲရတဲ့ဒုက္ခနဲ့လူသွားတဲ့ဒုက္ခလဲလိုက်ရတာတန်ပါတယ်နေပါစေတာကြီးရဲ့ငါထိုင်ငါရဲ့ကံပါပဲနေပါစေအချစ်ဆုံးရဲ့ဒီတမ်းမဟုတ်တဲ့မင်းရှစ်တွေမယူနိုင်ပဲမင်းမိတ်တိုင်းကြီးကြီးဖြူဖြူလမ်းခွဲလိုက်တယ်လေနေပါစေတာကြီးရဲ့အမှုပြေသွားမှတန်ရလဲလွှဲရတဲ့ဒုက္ခနဲ့မူသွားတဲ့ဒုက္ခလဲလိုက်ရတာတန်ပါတယ်